ကောင်းတဲ့အင်္ဂလိပ်ဝဲဝတ်ကြွေကကြမမလွဲသာလို့ဘဝတစ်ပါးသို့ဖေထွက်သွားခဲ့ပြီဒီနာစရာအဖြစ်ဆိုးတွေဝင်းကားပြက်စီလို့သားတို့ရဲ့အင်္ဂလိပ်ဝဲဖေဖေအမြလို့ပတ်တီထားလို့ကြားခဲ့ရပြီအဖေအဖေသားမောင်ရင်လောင်းလေးဖန်ဝါစင်မြန်ဖို့အဖေကတပည့်ကိုပိုက်လို့အမေကတင်ငန်းရွယ်ခါမြင်နေခြင်းနဲ့ဖြစ်စံနာတွေအမေပြည့်စည်လို့ရှင်ပြူပေးတဲ့အချိန်လုံးကလေတာပူရင်လေးအဖေတကားကြီးရဲ့လို့ခေါ်ခြင်းတော့လေအဖေကတော့မကြောက်လိုက်တော့ပါလေအဖေမရှိတဲ့သားတို့ဘဝတွေအမေရဲ့ခွဲခဲ့ပြန်တော့အမိမဲဖမဲသားတို့ဖြစ်တွေဘယ်သူလားလို့သိနိုင်မှလဲအဖေပြုတ်သမျှကုသိုလ်တွေအဖေနဲ့အမေအမြလို့ရောက်ရဘဝမှာသာရုခေါ်ကြပါအမြဝေလျက်ပါအနန္တကိုင်းဝေဖေဖေနဲ့မေမေဖေဖေရဲ့မေမေရဲ့အမကြီးရဲ့ပြောစရာကောင်းတဲ့သားတို့ရဲ့အင်္ဂလိပ်ထဲမှာဖေဖေနဲ့မေမေကသားတို့ကိုခွဲပြီးတမလွန်ဘဝကြီးကိုရှောက်သွားကြတော့အဖေအမေရဲ့ခေါ်စရာမရှိတော့တဲ့သားတို့မောင်နှမဘဝမှာညီလက်ကြပါအောင်ဗျာဖေဖေရဲ့မေမေရဲ့ပြောစရာကောင်းတဲ့အင်္ဂလိပ်ဝဲဝတ်ကြွေကကြမမလွဲသာလို့ဘဝတစ်ပါးသို့ဖေထွက်သွားခဲ့ပြီဒီနာစရာအဖြစ်ဆိုးတွေဝင်းကားပြက်စီလို့သားတို့ရဲ့အင်္ဂလိပ်ဝဲဖေဖေအမြလို့ပတ်တီထားလို့ကြားခဲ့ရပြီအဖေသားမောင်ရင်လောင်းလေးဖန်ဝါစင်မြန်ဖို့အဖေကတပည့်ကိုပိုက်လို့အမေကတင်ငန်းရွယ်ခါမြင်နေခြင်းနဲ့ဖြစ်စံနာတွေအမေပြည့်စည်လို့ရှင်ပြူပေးတဲ့အချိန်လုံးကလေတာပူရင်လေးအဖေတကားကြီးရဲ့လို့ခေါ်ခြင်းတော့လေအဖေကတော့မကြောက်လိုက်တော့ပါလေလောကကြီးက
မှာအဖေမရှိတဲ့သားတို့ဘဝတွေအမေရဲ့ခွဲခဲ့ပြန်တော့အမိမဲဖမဲသားတို့ဖြစ်တွေဘယ်သူလားလို့သိနိုင်မှလဲအဖေပြုတ်သမျှကုသိုလ်တွေအဖေနဲ့အမေအမြလို့ရောက်ရဘဝမှာသာတို့ခေါ်ကြပါအမြဝေးလျက်ပါအနန္တကိုင်းဝေဖေဖေနဲ့မေမေရောက်ရဘဝမှာသာတို့ခေါ်ကြပါအမြဝေးလျက်ပါအနန္တကိုင်းဝေဖေဖေနဲ့မေမေ